အခုဒီဗီဒီယိုကကြတော့ပေါ့နော်အခုကြည်နေတဲ့ဒီ audience တွေပေါ့နော် trade platform နဲ့ပတ်သက်ပြီးတော့မှာပေါ့ဘာမေးခွန်းကိုအတိကျင်ဆုံးလဲပေါ့နော်ဘယ်ဟာကိုအမေးကျင်ဆုံးလဲပေါ့ဘာလို့လဲဆိုတော့အခု trade platform နဲ့ပေါ့နော်trade platform နဲ့ပတ်သက်ပြီးတော့မှပြောရမယ်ဆိုတော့သူကအများကြီးရှိရပေါ့နော်ပြောချင်တာက trade platform နဲ့ပတ်သက်ပြီးတော့မှအကြောင်းတည်ချင်တာလားဒါမှမဟုတ်ဘူးဆိုရင် trade platform နဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးရှောက်ရတာလဲဒါမှမဟုတ် trade platform live ကအဆင်ပြေလားကောင်းကျိုးဆိုးကျိုးတွေအများကြီးရှိပါတယ်နောက်တစ်ခုက TikTok မှာ trade platform ဒီ program အကြောင်းပြောထားတဲ့ဗီဒီယိုအများကြီးရှိရပေါ့နော်အကယ်၍ကိုစိတ်ဝင်စားတယ်ဆိုရင်လည်းအမှလည်းတစ်ချက်ရှာကြည့်လို့ရတယ်ပေါ့ကိုကကြတော့အမှန်တကယ်ထိုင်ဝမ်ကိုရောက်နေတာက2023ခုနှစ်ခန့်ကရောက်နေတယ်ဒါပေမဲ့အဲ့2023ခုနှစ်ခန့်ကလည်းပဲဒီဗီဒီယိုတွေရိုက်ပြီးတော့ထိုင်ဝမ်ရဲ့ daily life အကြောင်းရယ်နောက်တစ်ခုကကြတော့ပြောရရင်တော့ daily vlog ပေါ့နောက်တစ်ခုအနေနဲ့ကအဲ့ဒီကိုကကအရင်ကဟိုဘက်တရုတ်စာတင်ခဲ့ပူးတဲ့ထဲမှာပါတယ်ပေါ့နော်တရုတ်စာဆရာလုပ်ခဲ့ပူးတဲ့ထဲမှာပါတော့အဲ့ဒီအာထိုင်ဝမ်ဘက်မှာတုံးတဲ့ Taiwanese ဘိုင်း Mandarin ဘိုင်းတွေကိုတစ်ချက် share ပြန်လုပ်ပေးခြင်းလို့ဆိုတော့ plan ရှိရပေါ့ plan ကနှစ်ခုပဲ daily vlog တွေ share ဖို့ဟာရယ်တရုတ်စာတွေမျှဝေပေးဖို့ရရင်အတွက်ပေါ့နော်အဲ့လိုမျိုးဟာလေ plan ရှိပေမဲ့လည်းပဲအလုပ်တွေများနေတာတကြောင်အပြင်းတင်နေတာပေါ့နော်အဲ့လိုပြီးတော့ video editing တွေလုပ်ဖို့ကိုပြင်းနေရတဲ့အဲ့လိုမျိုးနေရွှေညရွှေနဲ့နောက်ဆုံးတော့3နှစ်တောင်ကြာသွားပြီပေါ့နော်အဲ့လိုမျိုးဖြစ်သွားတယ်ပြီးတော့အခုအခါကကြတော့3 platform program ပေါ့နော်ဒီကောင်းကျုံရဲ့တတိယနှစ်ကိုရောက်ရှိလို့လာပြီးတော့အခု2လပဲကျန်တော့တယ်ပေါ့နော်အခုကျောင်း2လတက်ပြီးသွားရင်အခုရဲ့ကိုရီးရဲ့ကောင်းကျုံည graduate ဖြစ်သွားပြီးသွားပြီအဲ့ဆိုအခု2လကတော့ပြောရရင်အချိန်နည်းနည်းရှိတယ်ပေါ့အချိန်နည်းနည်းရှိရဲ့အချိန်ရတယ်ပေါ့ပြောအားရမယ်အားတယ်လို့ပြောလို့ရတယ်ပေါ့အဲ့ဒါဆိုတော့အဲ့ဒီအခု TikTok ဘက်မှာလည်းအဲ့လိုမျိုး daily update တွေတင်နေရဆိုတော့အများစုအဖြစ်တော့ကိုတင်တာကတော့တနေ့တာပေါ့နော်လာရှောင်းဝေးဘာစားလဲရှောင်းဝေးပဲသွားလဲဘာလုပ်လဲအဆရှိတယ်ဖြစ်နေအခုတလောကနည်းနည်း update တင်နေတာဒီ TikTok လည်းဖောက်ထားတာကြာပြီ YouTube channel လည်းတစ်ခုရှိတယ်ဖောက်ထားပြီးတော့မှမ run ပြစ်တာပေါ့နော်တော်တော်လေးပြစ်ထားကြပြီအခုကြာမှပြန် run မယ်ဆိုပြီးတော့မှဆုံးဖြတ်လိုက်လို့ပေါ့နော်ပြီးအခုဒီဗီဒီယိုကလည်းပဲဒီအခု audience တွေအခုကိုကြည့်နေတဲ့လူလေးတွေကိုပေါ့နော်မေးခြင်းလို့ပေါ့ဘာလို့ဆိုတော့အခုရက်ပိုင်းက TikTok Messenger မှာပေါ့နော်ဘာလို့ဒီနေ့တင်လိုက်တဲ့အဲ့ဗီဒီယိုလေးတစ်ခုအဲ့ဒီမှာပတ်သက်ပြီးတော့မှတချို့တွေကအရှိကလည်းဆက်မွေးကြောင်းတင်ဖို့ပါဆိုတော့ပေါ့နော်အဲ့ဒီဗီဒီယိုနဲ့ပတ်သက်တာလေးတွေနည်းနည်း TikTok ရဲ့ message ပေါင်းမှာလာမေးတာလေးတချို့လေးရှိလို့ပေါ့နော်အဖြစ်ရှင်တော့ TikTok message မှာနည်းနည်း error လေးနည်းနည်းရှိနေလို့အဲ့လိုမျိုး upset လုပ်ဖို့ကနည်း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 ဒီ error ဖြစ်နေလို့ပေါ့နော်အဲအကြောင်းမို့ဒီဗီဒီယိုလေးကိုရိုက်ပြီးတော့မှတခုမှသိချင်တာရှိရင်ဘာမှမဖြစ်ဘူးဒီ comment အောက်မှာမှန်ပေးခဲ့ပေါ့နော်ပြီးတော့မှနောက်ပိုင်း